Frankie Family ရဲ့စ조사မှုတွေကြောင့်တရားကြီးတဲ့အောက်ကိုကျလာခဲ့ပါပြီ။ CP9 ဖွဲ့လေလူဗီယိုရဲ့ဘလောက်ပဲတက်ကြွသူတို့အနိုင်ရမှာမဟုတ်ဘူးလို့ပြောနေခဲ့ပါတယ်။တရားသူကြီးကတရားကိုအောက်ချလို့မရအောင်လို့အမြောက်ကြီးတွေနဲ့ပစ်ခိုင်းတော့ဖော်လီနဲ့ဆန်မိုင်းကပေါင်းပြီးတော့တရားသူကြီးကိုခုတ်ဖြတ်ပစ်လိုက်ပါတယ်။တကယ်တော့တရားသူကြီးဟာတယောက်တည်းမဟုတ်ဘဲနဲ့၃ယောက်ပါဝင်ဖြစ်နေတော့ဆန်မိုင်းတို့လည်းအရန်ကိုအံ့ဩသွားခဲ့ပါတယ်။ဒီလိုနဲ့အမြောက်နဲ့ပစ်လိုက်တော့တရားကြီးကရက်တန့်သွားပြီးတော့စပန်ဒန်တို့ကိုလည်းအဲ့ဒီနေရာကနေရှောင်ရှားနေဖို့တရားသူကြီးကလှမ်းအောင်နေပါတယ်။စပန်ဒန်လည်းလက်နက်ကြီးကိုနိုးထောင်းအောင်လုပ်နိုင်တဲ့သူရောဘင်နဲ့လက်နက်မြေပုံကိုလက်ဆင့်ကန်တည်ဆောင်ထားသူခက်တီဖလန်ကိုဒီလိုလွယ်နဲ့လှုပ်ပေးလိုက်စီရလားလို့ပြောပြီးတော့ရှီမောနေခဲ့ပါတယ်။ရောဘင်တို့ကိုခေါ်ဆောင်သွားဖို့လုပ်တဲ့အခါဖရန်ကီကပလူတိုရဲ့မြေပုံပုံချမ်းကိုထုတ်ပြလိုက်ပါတယ်။ပုံချမ်းကိုတရွက်ချင်းလှန်ပြလိုက်ပြီးအတူလားအစ်စ်လားဆိုတာလူရှိနဲ့ခါကူလည်းနားလည်လိမ့်မယ်ထင်တယ်လို့ဖရန်ကီကပြောလိုက်ပါတယ်။ Frankie ဟာဒီမြေပုံချမ်းဟာမဟုတ်တဲ့လူတွေလက်ထဲကိုမရောက်ခင် Robin ကလည်းဒါကိုသုံးဖို့လုပ်နေတဲ့နတ်ဆိုးမဟုတ်ဘူးဆိုတာကိုလည်းသိလိုက်ရပြီလို့ဆိုပါတယ်။အဲ့ဒါချက် Water 7ကတင်မောအင်ဂျင်နီယာတွေဆွေစဉ်မျိုးဆက်လက်ဆင့်ကန်တည်ဆောင်ခဲ့တာကလည်းလက်နက်ကြီးကိုဖန်တီးဖို့မဟုတ်ပါဘူး။ Tom နဲ့ Iceberg တို့ဟာအသက်ကိုရင်းပြီးတော့ဒီပုံချမ်းကိုကာဝယ်ခဲ့တာကလည်းရှင်းဟောင်းလက်နက်ကြီးကို Spandan တို့လိုမျိုးအယူဝေလက်ထဲကိုရှောက်ပြီးတောင်းကျမ်းမယ်ဆိုလို့ရှိရင်အဲ့ဒါကိုပြန်တိုက်ခိုက်ဖို့လက်နက်နောက်တစ်ခုကိုပြန်ဖန်တီးပြီးတော့တောင်းကျမ်းမှုတွေကိုတားဆီးဖို့ကတိဆောက်သူတွေရဲ့စံနာပဲလို့ Frankie ကပြောပြလိုက်ပါတယ်။နီကိုရောဘင်ကိုအတုံးချပြီးတော့လက်နက်ကြီးကိုပြန်နှိုးထလာအောင်လို့လုပ်နိုင်တာမှန်ပေမဲ့ရောဘင်ကိုရိုင်းကမလုပ်ချင်အောင်မှအကြက်ကင်ပြီးတော့အတုံးချခံရမယ်အန်ဒီရဲ့များနေရလို့ဆိုပါတယ်။ဒါပေမဲ့လည်းရောဘင်မာကသူမကိုအသက်ဆုံးပြီးကာဝယ်ပေးမယ်တငယ်ချင်းရင်းတွေရှိနေရဲ့ဒါကြောင့်ပဲ Frankie ဟာဒီလိုမျိုးအခြေအနေဇိုးတွေမှာတိဆောက်သူတွေရဲ့စံနာအရပြုတ်လုံနိုင်မဲ့နီလန်တစ်ခုတော့ရှိရလို့ဆိုပါတယ်။ Spandan ကတော့မြေပုံချမ်းကိုသူ့စီကိုမြန်ပေးပါလို့ပြောနေပေမဲ့ Frankie ကတော့ပုံချမ်းကိုအပေါ်ကိုကင်မြောက်လိုက်ပြီးတော့တော်မနာဆိုရင်ဒီအခြေအနေမှာသူရွေးချယ်ခဲ့လို့ပဲတေချာပေါက်ရွေးချယ်မိပါမယ်လို့တွေးရင်းနဲ့ပုံချမ်းကြီးကိုမီးရှို့လိုက်ပါတော့CP9 တို့ရဲ့9နှစ်တာမရှင်ကြီးဟာလည်းပျက်စီးပြတ်သုံးသွားခဲ့ရပါပြီ။ Robin တယောက် Spandan တို့လက်ထဲမှာဆက်ရှိနေမယ်ဆိုရင်တော့ဘာမှအသုံးမဝင်တော့ပါဘူး။ပိုဆိုးတာက Shorthead တွေအနိုင်ရသွားမယ်ဆိုရင် Spandan စီမှာဘာမှကြံတော့မှာမဟုတ်ပါဘူး။ Frankie ကတော့ Shorthead တွေရဲ့အောင်ပွဲကိုဒီမြေပုံနဲ့လောင်းချိတ်ထက်ခဲ့တာမို့လို့ဒီပုံချမ်းကိုလည်းဖျက်ဆီးလိုက်တာလို့ပြောပြလိုက်ပါတယ်။ဒါJack 07.